ယနေ့သာသနာနှစ်2590နှစ်ကောဇာတရ1388ခုဒုတိယဝါဆိုလပြည့်ကျော်2ရက်နေ့16ရက်9လ2026ခုရန်ကုန်တိုင်းတကုံမြို့နယ်ရှေ့ပိုင်းမြို့နယ်အတိပတကအမာကန်တွင်ဤကဲကျောင်းတိုင်း၌ကျေးဇူးတော်ရှင်အာတိကမိကမင်းကုန်းတိပိတကကောဝိရာဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကုန်မှုဓမ္မဖြင့်ကျေးဇူးဆက်တော်ဖြင့်တိပိတကကောဝိရာဤသူဆရာတော်ဘုရားတည်တော်ဖွင့်လက်အပ်သောတိပိတကမာကန်တွင်ဤကဲကျောင်းတိုင်းတည်ထောင်ခြင်း25နှစ်ပြည့်အကျိုးဓမ္မသဘင်ဒုတိယနေ့တရားတော်များနာယူနေကြတဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့တွေဒီတိပိဋကမာကန်တွင်နေခဲ့အကြောင်းတိုက်ကို2005ခုနှစ်ကရောက်လာတာပေါ့လေအဲ့ဒါလိုလာတဲ့ခါမှာလည်းပဲဒီအချိန်တုန်းကတော်တော်ကြီးကိုမဖွင့်ပြိုးသေးတဲ့အချိန်မှာမရပဲဦးဇင်းတို့ဒီကြောင်းဆရာတော်စီလာပြီးတော့ရှောက်မယ်ဆိုတော့ရှက်မိုင်ကနေစံပြာစည်းကိုဗစကားစီးပြီးလာတာပေါ့လေအဲဒီစံပြာစည်းကြမှာဒီဂျွာသားကြီးကိုသွားတဲ့ဗစကားတက်ဆင့်စီးပြီးတော့ဒီကြောင်းကိုလာပြီးတော့ဒီစာရေးသင်ကြားဖို့ဆိုပြီးတော့ဆရာတော်စီလာရောက်ရှောက်ထားခဲ့တယ်တိုက်ဆိုင်မဲ့အဲ့ဒီနှစ်ကဒီဘင်းဆရာတော်ကပရမနက်ကမှာတနှစ်စိုးပြီးရောက်တယ်ပေါ့လေကျော်ပြောင်းဆရာတော်နဲ့ဦးစင်းကတနှစ်တည်းရောက်ကြတယ်အဲ့လိုရောက်တဲ့အခါမှာလည်းပဲနေစရာအခန်းသီးသန့်မရသေးတော့ကျော်ပြောင်းဆရာတော်ရဲ့ဦးစင်းရဲ့နောက်ဦးစင်းနှစ်ပါးရဲ့ဝင်ချင်းဘယ်ဘက်ကတိမ်ချောင်းမှာကိုယ်ကလေးနဲ့ကိုနေကြရတာပေါ့လေအဲ့ဒီရောက်တဲ့နှစ်ကလည်းပဲဝါဆိုတန်က24ပါးရှိတယ်ဘုရားဝတ္တတို့ဆရာတော်ဩဝါဒတို့သွားရပြီဆိုရင်ဦးဇင်းတို့ကဦးဇင်းငယ်တည်းဆိုတော့နောက်တန်းမှာထိုင်ရတာပေါ့လေဒီလိုနဲ့ပဲအသက်တွေကြီးလာတော့ရှည်ရန်ရောက်လာတာဘုရားဝတ္တတိဩဝါဒတွေတရားပြီးနာရပြီဆိုရင်တဖြည်းဖြည်းချင်းနဲ့ရှည်ဆုံးတန်းကိုရောက်လာတယ်ဒါဘာပြောနေတာလဲဆိုတော့အသက်တွေဟာရက်တန်းလို့မရဘူးတဖြည်းဖြည်းချင်းနဲ့ပူခြင်းတရားတွေစီနာခြင်းတရားတွေစီသိခြင်းတရားတွေစီကိုသွားနေကြတယ်လို့တတိတံဝေကတွေဖြစ်ရတယ်အဲ့ဒါလိုရောက်လာတဲ့အခါမှာလည်းပဲဦးဇင်းတို့တွေမိမိတို့ရဲ့လာရင်ရည်ရွယ်ချက်မပြည့်စုံပဲနဲ့ကိုယ့်ရဲ့လုပ်ပုံမှာအာယုံစိုက်ပြီးတော့ကြိုးကြိုးစားစားနဲ့ဒါမိမိရဲ့လုပ်ငန်းပုံမှာမြုပ်နှံလိုက်တဲ့အခါမှာအခုမှတော့ကျောင်းပြောင်းဆရာတော်ရေဦးဆရာတော်ဒီပရင်ဆရာတော်ဆိုပြီးတော့တိပိဋကဆရာတော်3ပါးအထိမြန်မာနိုင်ငံရဲ့စာမေးဝတ္တမိုင်းမှာဒီတိပိဋကမာကန်တွင်နိကေကျောင်းတိုက်ကမှတ်တမ်းတစ်ခုစိုက်ထူနိုင်တဲ့အောင်မြင်မှုတွေရရှိနေတဲ့အဲ့ဒါလိုအောင်မြင်မှုတွေရရှိတဲ့ကျောင်းတိုင်းနဲ့အခုတရားဓမ္မတွေကိုဘကအကျိုးတော်ဆောင်နေနေ့စဉ်နိဗ္ဗာန်ဆွန်လူရှင်တွေပစ္စည်းလေးပါထောက်ပံ့ခွင့်လူရန်ခွင့်ရနေခြင်းကလည်းပဲအလွန်မတန်ကောင်းမြတ်တဲ့အခွင့်အရေးကိုရနေခြင်းဖြစ်တယ်လို့ကျင့်တဲ့ကြားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တရားဟောဖို့အတွက်ရွေးချယ်ထားတဲ့တရားတော်ကတော့မြတ်စွာဘုရားရှင်အင်္ဂုတ္တပါဠိတော်အထက်ကနိဗ္ဗာန်မှာဟောတဲ့
အခဏတုတ်ကိုအခြေခံပြီးတော့အခွင့်ကောင်းမှကြိုးစားပါဆိုတဲ့တရားကိုဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တရားနာမည်ကဘာလဲဆိုတော့အခွင့်ကောင်းမှကြိုးစားပါအခွင့်ကောင်းမှကြိုးစားပါဆိုတော့တရားဓမ္မတွေဩဃာတကလေးကိုရှိခိုးတဲ့အခါမှာရပ်ပြစ်၈ပါးဆိုပြီးတော့ထည့်ပြီးမဆိုကြဘူးလားဆိုကြတယ်ဒီရပ်ပြစ်၈ပါးဆိုတာအခွင့်ကောင်းမဟုတ်တဲ့အချိန်ခါကာလဟာရပ်ပြစ်၈ပါးပဲဒီအခဏတုတ်ကိုယူပြီးတော့ရှေးဆရာတော်ကြီးများကရပ်ပြစ်၈ပါးလို့ထည့်ပြီးတော့ဩဃာတကတော်ကျိုးဆုတောင်းကမ်းမှာထည့်ပြီးတော့ရေးသားစီမံခဲ့ကြတယ်အဲဒီရပ်ပြစ်၈ပါးကိုကျင့်ပြီးတော့အခွင့်ကောင်းမှာကြိုးစားအထောက်ကြဖို့လိုအပ်တယ်။ဘာကြောင့်အခွင့်ကောင်းမှာကြိုးစားအထောက်ဖို့လိုအပ်တယ်လဲဆိုတော့ဦးဇင်းတို့တွေရောတရားဓမ္မတွေရောလူဘဝကိုရနေကြတာခေတ္တခဏယာယီနေတဲ့ဧည့်သည်အနေနဲ့သာရနေခြင်းဖြစ်တယ်။လူဘဝမှာအနှစ်တရာနေမယ်အနှစ်1000နေမယ်အနှစ်1000နေမယ်ဆိုပြီးတော့နေလို့ရသလားဆိုရင်မရဘူးမိုးခြင်းမှုမနာခြင်းမှုမသေးခြင်းမှုဆိုပြီးတော့တွေးပြီးတော့မိုးအောင်မနာအောင်မသေးအောင်ရောလုပ်လို့ရသလားဆိုရင်မရဘူးအဲ့တော့သေရပြီဆိုတော့ရောဘဝတစ်ခုကပြီးသွားတာမဟုတ်ဘူးငရဲရှိတယ်တလိษံရှိတယ်ပြိတ္တာရှိတယ်အတုရကယ်ရှိတယ်နတ်ဘုံနတ်ဘဝတွေရှိတယ်ကံကောင်းထောက်မှလူဘဝကိုရလာပေမဲ့လို့အခုလူဘဝကိုရနေခြင်းဟာထာဝရရနေမှာမဟုတ်ဘူးဒီဘဝအဆုံးသတ်တဲ့အခါမှာငရေဘဝရောက်ခြင်းလည်းရောက်သွားနိုင်တာပဲတလိษံဘဝရောက်သွားခြင်းလည်းရောက်သွားနိုင်တာပဲပြိတ္တာဘဝတွေအတုရကယ်ဘဝတွေရောက်ခြင်းလည်းရောက်သွားနိုင်တာပဲတကယ်လို့မိမိတို့တွေဟာငရေမှာတလိษံမှာပြိတ္တာမှာဖြစ်မယ်ဆိုရင်ကုသိုလ်ပြုခွင့်တွေရနိုင်ပါမလားဆိုရင်မရနိုင်ဘူးဒါကြောင့်မိမိတို့တွေဟာယာခဲ့တဲ့လူဘဝကိုရနေတဲ့အခါမှာအခွင့်အလမ်းတွေကိုကောင်းကောင်းကြီးအသုံးချမှသာလေအခွင့်ကောင်းမှာကြိုးစားအထောက်ပြီးပြီးတော့မိမိတို့ရဲ့ဘဝကိုအထက်တန်းကိုမြင့်တင်ပေးနိုင်မှာဖြစ်တယ်ဒါကြောင့်ရှင်ဥပါလိမထေရလည်းပဲမာဝခဏဝိရာဒေထခဏတိတာဟိသောစတိတကတ်ထေဝါယမေယာထခနောပฏิပါတိတောတဲ့ရှင်ဥပါလိမထေရပြိဋိဘံစံဃာလေးရဟန်းတော်တွေကိုတိုက်တွန်းတဲ့စကားလေးပေါ့လေမာဝခဏဝိရာဒေထအရှင်ဘုရားတို့အခုလက်ရှိပိုင်ရနေတဲ့အခွင့်အရေးကိုလက်လွတ်မခံကြပါနဲ့ဘုရားလက်ရှိရနေတဲ့အခွင့်အလမ်းဘယ်လိုလက်ရှိရတဲ့အခွင့်အလမ်းလဲဆိုတော့မြတ်စွာဘုရားပွင့်တော်မူတယ်အဲ့ဒီမြတ်စွာဘုရားဟာတာမန်ဘုရားမဟုတ်ဘူးအရဟံကိလေသာတွေကဝေးကွာတဲ့ဘုရားရှင်ပြီးစဉ်းစားကြည့်ဖို့လေမိမိရဲ့နေ့စဉ်ဘဝဖြစ်တည်မှုနဲ့မြတ်စွာဘုရားရှင်ရဲ့ဖြစ်တော်မူဖြစ်စဉ်ကိုစဉ်းစားကြည့်မိမိတို့တွေမှာနေ့စဉ်စီဝါရေးကိစ္စတွေလူမှုရေးတွေသားရေးသမီးရေးတွေနဲ့လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နဲ့ပူလောင်မနေကြဘူးလားဆိုပူလောင်နေတယ်မြတ်စွာဘုရားရှင်ကတော့အရဟံကိလေသာအလုံးကဝါဒနာနဲ့တကွဝေးကွာတဲ့မြတ်စွာဘုရားဘာမှပူလောင်မှုတွေမရှိတဲ့လောဝပဂတိငြိမ်းချမ်းတော်မူတဲ့မြတ်စွာဘုရားအလွန်မတန်ကြီးညိုစရာကောင်းတဲ့မြတ်စွာဘုရားပဲသမ္မာသမ္ဗုဒ္ဓသိစရာမှန်သမျှအားလုံးကိုဆရာမကူဘဲနဲ့မိမိကိုယ်တော်တိုင်ထိုးထွင်းသိတော်မူတဲ့မြတ်စွာဘုရားဝိဇာသနတံပံနောဝိဇာသုံးပါးဝိဇာ8ပါးသာရဏ15ပါးနဲ့ပြည့်စုံမှုတော်မူတဲ့မြတ်စွာဘုရားအဲစာပေကဝိဇာသနတံပံနာမှာဝိဇ္ဇာဟာမျက်စိနဲ့တူပြီးတော့သာရဏဟာခြေထောက်နဲ့တူတယ်
အဲ့တော့လောကမှာကံတဲ့သူနဲ့ဟလာကျိုးတဲ့သူနှစ်ယောက်ရှိတယ်ဆိုတော့အဲ့တော့ကံတဲ့သူဟာမျက်စိကံနေမှာတော့သူဟာလမ်းလျှောက်တော့ရတယ်ရပေမဲ့လို့သူလျှောက်တဲ့လမ်းဟာတခါတည်းလမ်းမလည်းဖြစ်ခြင်းဖြစ်မယ်တခါတည်းလမ်းမှလည်းဖြစ်ခြင်းဖြစ်မယ်ကံဆိုးမယ်ဆိုရင်ဟလာ6တည်ရဲစူးတွေလည်းပြုတ်ကြပြီးတော့အန္တရာယ်တွေဆင်းရဲဒုက္ခတွေရောက်သွားနိုင်တယ်ဒါကြောင့်အကံဘဝဟာလည်းပဲမပြည့်စုံတဲ့ဘဝပဲကျိုးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမျက်စိတော့မြင်တယ်မျက်စိမြင်ပေမဲ့လို့သူ့မှာခြေထောက်ကကျိုးနေတော့မကောင်းတော့သွားခြင်းတဲ့နေရာသွားလို့မရဘူးလာခြင်းသာလာလို့မရဘူးလှုပ်ခြင်းသာလှုပ်လို့မရဘူးအဲ့တော့သူ့ဘဝကလည်းပဲပြည့်စုံတဲ့ဘဝမဟုတ်ဘူးအဲ့တော့သူတို့နှစ်ယောက်ပေါင်းမှသာလေဟလာအကံလို့ခေါ်တဲ့ပုဂ္ဂိုလ်ရဲ့ပခုံးမှာတက်ပြီးတော့မျက်စိမြင်တဲ့ဟလာခြေကျိုးတဲ့ပုဂ္ဂိုလ်ကတက်ပြီးသွားမှသာလေသူတို့နှစ်ယောက်ပေါင်းမှအစဉ်ပြေတဲ့ဘဝတစ်ခုဖြစ်တယ်မြတ်စွာဘုရားကအလုံးမဟုတ်ဘူးဟလာပညာလည်းပြည့်စုံတယ်ပညာလို့ခေါ်တဲ့မျက်စိလည်းပြည့်စုံတယ်မြတ်စွာဘုရားသရဏလို့ခေါ်တဲ့ခြေတောင်းနဲ့လည်းပဲပြည့်စုံတော်မူတဲ့မြတ်စွာဘုရားအဲ့ဒါလိုမြတ်စွာဘုရားရှင်ဖြစ်တယ်နောက်သူကတော့ဟလာငါတို့ကိုယ်ွယ်အားထားစိတ်ကတဲ့မြတ်စွာဘုရားဟာဟုတ်မှန်တဲ့အကျိုးရှိတဲ့စကားကိုပဲပြောတဲ့မြတ်စွာဘုရားစသည်အားဖြင့်အဲ့ဒါလိုမြတ်စွာဘုရားအလွန်မတန်ဂုဏ်ပေါင်းများစွာနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်ကာလဖြစ်နေတယ်အဲ့ဒီမြတ်စွာဘုရားရှင်ကလည်းပဲကျင့်သုံးရမယ်ဟလာမဂ္ဂင်8ရဲ့အကျင့်မြတ်တွေသစ္စာ၄ပါးတရားတော်မျိုးဝိပဿနာတရားတွေကိုဟလာအပြည့်စုံဟောကြားတယ်မြတ်စွာဘုရားဟောတဲ့တရားတွေဟာဩပတမိကိုငြိမ်းချမ်းမှုအလုံးကိုပေးနိုင်တဲ့တရားတွေဖြစ်တယ်ဆိုပါစို့မိမိတို့တွေဟာလောကမှာအသက်ရှင်တော့လောကမှာလူရနဲ့ဟလာလူဖြစ်တဲ့နေရတော့အကောင်းလောကဓာတ်တွေနဲ့တွေ့ကြုံရတယ်လို့အဆိုးလောကဓာတ်နဲ့လည်းပဲမကြုံရဘူးလားဆိုရင်ကြုံရမယ်အဲ့ဒါလို့အဆိုးလောကဓာတ်နဲ့ကြုံတဲ့အခါမှာမိမိရဲ့စိတ်တန်တန်မှာတရားမရှိဘူးဆိုရင်ကိုယ့်ရဲ့ဘဝကိုမှန်မှန်ကန်ကန်ငြိမ်းငြိမ်းချမ်းချမ်းနဲ့တည်ဆောက်နိုင်မှာမလားဆိုရင်မတည်ဆောက်နိုင်ဘူးဟလာသားတွေပူရတယ်သမီးတွေပူရတယ်စီးပွားရေးတွေပူရမယ်စာဝတ်နေရေးတွေပူနေရမယ်ဒါတွေဟာလောကဓာတ်တရား၈ပါးထဲမှာအစိုးလောကဓာတ်ဖြစ်တဲ့အလာဘလူကျင်သားတွေမရဘူးစီးပွားရေးလုပ်ငန်းတွေကိုမှန်းသလောက်ဖြစ်မလာဘူးဒါဆိုလည်းပဲစိတ်ညစ်ရတာပဲအာယတဟလာကိုယ်မှာချမ်းရံနေပြိဿတ်တွေမရှိဘူးကိုကခိုင်းနေတယ်ခိုင်းရမယ့်ပုံကိုလွယ်တူမရဘူးဒါဆိုလည်းပဲဒေါသတွေတောကတွေဖြစ်ကြတာပဲနောက်နေနာအခက်မသိလို့အကြောင်းမတိုက်ဆိုင်ရင်ပုံဝင်ခြင်းကကဲ့ရဲ့မဲ့အပြစ်တင်မဲ့ဒီလိုလောကဓာတ်နဲ့လည်းပဲကြုံရနိုင်တာပဲတဲ့နောက်လာဒုက္ခခန္ဓာကိုယ်ဆင်းရဲမဲ့အသက်ရွယ်ကြီးလိုက်ဟိုနာကနာမယ်ဒီနာကနာမယ်မနာနဲ့လို့ပြောမရဘူးဒီခန္ဓာကိုယ်ကနာနေတယ်အဲ့ဒါလိုနာခြင်းကြောင့်ပြုတော့လာဒေါမနတလို့ခေါ်တဲ့စိတ်ဆင်းရဲမှုတွေဖြစ်ရမယ်အဲ့ဒါလိုအစိုးလောကဓာတ်နေနဲ့ကြုံလာတဲ့အခါမှာမိမိရဲ့တန်တန်မှာတရားရှိမနေဘူးဆိုရင်ကိုယ့်ရဲ့ဘဝငြိမ်းချမ်းတဲ့ဘဝဖြစ်နိုင်မှာမလားဆိုရင်မဖြစ်နိုင်ဘူးဒါကြောင့်လားဆောင်းပုံလေးဆိုလိုက်ကြပါဦးတရားမပါကိုယ်ခန္ဓာရှိတာမပြည့်ဝတရားမပါကိုယ်ခန္ဓာရှိတာမပြည့်ဝဟလာမိမိတို့တွေမှာယုံနာခန္ဓာတွေရနေတယ်ပစ္စည်းဝတ္ထုတွေရနေတယ်အဲ့ဒါလိုရနေတဲ့အရာတွေဟာတရားမပါဘူးဆိုရင်ပြည့်ဝတဲ့ပိုင်ဆိုင်ခြင်းဖြစ်နိုင်မှာမလားဆိုရင်မဖြစ်နိုင်ဘူးဆိုလိုက်ပါဦးရှိတာတွေလဲအပူတွဲအမြဲအားငယ်ရ
ရှိရာတွေလဲအပူတွဲအမြဲအားငယ်ရအဲ့ဒါရှိတော့ရှိတယ်တရားမပါတော့မိမိရှိတဲ့ပိုင်ဆိုင်တာတွေအကြောင်းပြုပြီးတော့ဟလာအားငယ်မနေရဘူးလားဆိုရင်အားငယ်နေရမယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုအကြောင်းပြုပြီးတော့ဟလာတောကတွေဖြစ်လိမ့်မယ်လောဘတွေဖြစ်လိမ့်မယ်မစ္စရိယတွေဖြစ်လိမ့်မယ်ဒါကြောင့်မိမိရဲ့ပိုင်ဆိုင်မှုတွေဟာတရားမပြည့်ဝတဲ့အတွက်ကြောင့်ပြည့်စုံတဲ့ပိုင်ဆိုင်မှုမဖြစ်နိုင်ဘူးဒါကြောင့်လည်းပဲရဟပါဠသုတ်တံမှာမြတ်စွာဘုရားရှင်ကအတ္တနောလောကောအနာဘိတရောလောကလူသားတွေဟာတကယ်တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဟာလားအတ္တနောလောကောအနာဘိတရောကိုယ်ွယ်စရာအားထားစရာအစစ်မှန်မရှိဘူးလို့မြတ်စွာဘုရားရှင်ရထပါဠသုတ်တံမှာရထပါဠမထေရဟာလားမိန့်တော်မူတယ်ဒါကြောင့်မိမိတို့ရဲ့သိရှိရနေတဲ့ဘဝဟာမြတ်စွာဘုရားရှင်ပွင့်တဲ့အချိန်ကာလဖြစ်တဲ့မြတ်စွာဘုရားပွင့်တဲ့အခါမှာလည်းပဲမြတ်စွာဘုရားဟောတဲ့တကယ်အစစ်မှန်တရားတော်တွေကိုနာကြားခွင့်ကျင့်သုံးခွင့်တွေရနေကြတယ်အဲ့လိုကျင့်သုံးခွင့်ရတဲ့အပြင်မိမိတို့ကလည်းပဲမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနာကြားနိုင်တဲ့ကျင့်သုံးနိုင်တဲ့အသိဉာဏ်တွေလည်းပဲမရှိကြဘူးလားဆိုရင်ရှိနေတယ်အဲ့လိုမဟုတ်ဘူးမိမိတို့တွေဟာတရားတော်နာပါရဲ့မိမိနာတဲ့တရားရဲ့အနဲ့အတိတ်ပဲကိုကွဲပြားတိကြမသိဘူးဆိုရင်မှန်ကန်ကျင့်သုံးနိုင်မှာမလားဆိုရင်မကျင့်သုံးနိုင်ဘူးဒါကြောင့်မိမိတို့တွေဟာမာဟောခဏဝိရာဒေတရနိုင်ခဲ့တဲ့လူဘဝကိုရတဲ့အခါမှာရနေတဲ့ဒါနကုသိုလ်ပြုလုပ်ခွင့်တွေသီလကုသိုလ်စောင့်တည်ခွင့်တွေဘာဝနာကုသိုလ်ကြိုးစားအထောက်ခွင့်တွေကိုလက်လွတ်မခံဖို့လိုအပ်တယ်လက်လွတ်မခံပဲကြိုးစားအထောက်မှသာလေကိုယ့်ရဲ့ဘဝဟာအစဉ်ပြေတဲ့ကောင်းတဲ့ဘဝကိုပိုင်ဆိုင်မှာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ခဏတူတာဟိသောစရိအခွင့်အရေးလက်လွတ်ခံလိုက်ရတဲ့ပုံကိုယ်တွေကနောက်ဆုံးမှာတောကနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်ဆိုပါစို့လောကမှာပညာသင်ရမယ့်ရွယ်မှာပညာမသင်ဘူးဆိုရင်အဲ့ဒီပုံကိုပညာမတတ်တာအကြောင်းပြုပြီးတော့တောကတွေမဖြစ်ဘူးလားဆိုရင်ဖြစ်တယ်ဟိုငါငယ်တုန်းကပညာသင်ကြရမယ့်အချိန်မှာကြိုးကြိုးစားစားပညာမသင်ကြမိတာမှားတာပဲအဲ့တော့ပညာမတတ်ဘူးဆိုရင်ဘဝမှာလည်းပဲအစဉ်ပြေလူဘဝကိုတည်ဆောက်နိုင်မှာမလားဆိုရင်မတည်ဆောက်နိုင်ဘူးအဲ့တော့ပညာလည်းမတတ်ဘူးစီးပွားဥစ္စာရှာမဲ့ရွယ်မှာလည်းပဲစီးပွားဥစ္စာကြိုးကြိုးစားစားမရှာဘူးဒါဆိုလည်းပဲဘဝဆင်းရဲဒုက္ခမျိုးစုံနဲ့ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကြမယ်ဒါကလောကဘက်ကပုံလေဓမ္မဘက်ကလည်းပဲဒါနကုသိုလ်တွေမလုပ်ဘူးဟလာသီလကုသိုလ်တွေစောင့်တည်မှုတွေမလုပ်ဘူးဘာဝနာကုသိုလ်ကြိုးစားအထောက်မှုတွေမလုပ်ဘူးဒါဆိုလည်းပဲပေဆုံးွယ်လွန်ကဒီအခါမှာမိမိဟာတောကနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်ဒါကြောင့်မိမိတို့တွေဟာရနိုင်ခဲ့တဲ့လူဘဝကိုရတဲ့အခါမှာအခွင့်ကောင်းတွေကိုရနေတဲ့အခါမှာလက်လွတ်မခံဘဲနဲ့ကြိုးစားအထောက်ဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားရှင်ကဒီအခဏသုံးမှာအခွင့်ကောင်းအခါကောင်းမဟုတ်တဲ့နေရာဌာန10မျိုးရှိတယ်နံပါတ်1ကလောကမှာမြတ်စွာဘုရားပွင့်တယ်မြတ်စွာဘုရားပွင့်ပြီးတော့မြတ်စွာဘုရားကလည်းပဲတရားတွေဟောတယ်တရားဟောပေမဲ့လို့မိမိဟာငရဲပုံမှာဖြစ်နေမယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုနာကြားခွင့်ကျင့်သုံးခွင့်ရနိုင်မှာမလားဆိုရင်မရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားပွင့်ပြီးတရားတွေရှိနေပေမဲ့လို့အပင်ငရဲပုံမှာဖြစ်နေမယ်ဆိုရင်အပင်ငရဲပုံမှာဖြစ်နေခြင်းကလည်းပဲရက်ပြစ်တစ်ပါးပဲအဲ့တော့ရက်ပြစ်ဆိုတော့အပြစ်ဒေါသရှိတဲ့အရက်ဒေသမပြည့်စုံတဲ့အရက်ဒေသဌာနတစ်ခုပဲလို့အဓိပ္ပာယ်ရတယ်။ဟလာဆိုပါစို့
အလုံးသိတဲ့လားအဇာတသက်ဘယင်းလို့သူ့ရဲ့ဖခင်ကိုတတ်ပြီးတော့ငရဲပုံမှာဆင်းရဲဒုက္ခခံစားနေရတယ်အဲ့ဒါလိုဆင်းရဲဒုက္ခခံစားနေရတဲ့အချိန်မှာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုကျင့်သုံးခွင့်တွေရနိုင်သေးလားဆိုရင်မရနိုင်ဘူးဒါကြောင့်အပယ်ငရဲပုံမှာလည်းပဲရပ်ပြစ်တစ်ပါးဖြစ်တယ်နောက်နံပါတ်2ကတော့တလိษံဘုံဘဝဟာလည်းပဲရပ်ပြစ်တစ်ပါးဖြစ်တယ်မိမိရဲ့ပတ်ဝန်းကျင်မှာကြည့်ဖို့ဟုတ်လားခွေးလေးတွေကြောင်လေးတွေနေ့စဉ်ဘာနဲ့ချိန်ကုန်တယ်ဆိုရင်စားမယ်စားပြီးရင်အိပ်မယ်အိပ်ပြီးရင်စော့မယ်အဲ့တော့သူတို့ရဲ့ဖြစ်တည်မှုမှာကုသိုလ်တရားဖြစ်ဖို့အတွက်အခွင့်အရေးတွေရှိသေးလားဆိုရင်မရှိဘူးဟုတ်လားကုသိုလ်လည်းမသိဘူးအကုသိုလ်လည်းမသိဘူးအဲ့တော့လောကလူသားတွေတရားတွေဟာအများစုအားဖြင့်ဒါသေဆုံးကွယ်လို့ရင်တလိษံဘဝရောက်ကြတဲ့ပုဂ္ဂိုလ်ကအများစုပဲဒါကြောင့်မိမိတို့တွေဟာလူဘဝကိုရာခိုက်ကြိုးစားအားထုတ်ဖို့လိုအပ်တယ်ဒါကြောင့်လေဒီဆရာတော်ဘုရားကလည်းပဲနိဗ္ဗာန်တေတ္တမှာခွင့်သာကိုက်မှမလိုက်ချင်လေအမိုက်နှင့်ပြင်ရှိသေးလေလိမ့်လားအခွင့်ကောင်းအခါကောင်းရတဲ့အခါမှာအဲ့ဒီအခွင့်ကောင်းအခါကောင်းကိုမလိုက်ဘူးဆိုရင်မိုက်မဲရမကြဘူးလားဆိုရင်ကြာတာပဲခွင့်သာစဲမှမခဲခြင်းလေအလွယ်နှင့်ပြင်ရှိသေးလေလိမ့်လားအဲ့လိုမျိုးအခုလိုမျိုးအခွင့်ကောင်းအခါကောင်းကိုရတဲ့အခါမှာကြိုးစားထုတ်မှုတွေမလုပ်ဘူးဆိုရင်အလွယ်ကြီးလွဲပြီးတော့ဘဝတန်ត្រာမှာကျင်လည်နေကြရမှာဖြစ်တယ်နောက်နံပါတ်3ကတော့ပြိတ္တာဘုံဘဝဟာလည်းပဲရပ်ပြစ်တစ်ပါးဖြစ်ပါတယ်အဲ့တော့ပြိတ္တာဆိုတာမြန်မာတွေတော့တစေလို့ခေါ်တာပေါ့အဲ့တော့တစေဟာပြိတ္တာဘုံဘဝဟာလည်းပဲရပ်ပြစ်တစ်ပါးအဲ့တော့ပြိတ္တာတွေဘယ်လိုဖြစ်နေလဲဆိုရင်ကတော့ဟလာစားစရာမရှိဘူးဟလာနေစရာနေရာမရှိဘူးတောက်စရာစားစရာမရှိဘူးဝတ်စရာမရှိဘူးဆင်းရဲဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ဟလာဘဝတွေဖြစ်တယ်ပြိတ္တာဘဝဆိုတာတချို့ပြိတ္တာတွေကတော့ဟလာနေစံညခံတို့15ရက်စံ15ရက်ခံတို့အဲ့လိုပြိတ္တာတွေလည်းရှိတာပေါ့လေဟိုမြတ်စွာဘုရားလက်ထက်ကဟလာပြိတ္တာတရားဟာအလွန်မတန်ရေငတ်တဲ့အတွက်ကြောင့်ဂင်္ဂါမြစ်ထဲမှာလာပြီးတော့ရေတောက်ဖို့ကြိုးစားတယ်ဘလောက်ပဲကြိုးစားဒီနာရေရှိတဲ့သူသွားလိုက်ဟာသူရောက်တဲ့နေရာမှာရေကပျောက်သွားတယ်အကုသိုလ်ကံတွေအလွန်မတန်ကြီးမားတယ်ပေါ့လေဒါနဲ့ပဲယဟန်တွေဆုံးငံထွက်ဖို့အချိန်ရောက်လာတော့ယဟန်တော်32ပါးဆုံးငံထွက်ဖို့အတွက်အဲ့ဒီဂင်္ဂါမြစ်ကိုဖြတ်တော့ဘယ်သူလဲဘာလုပ်နေတာလဲဆိုတော့သူပြိတ္တာတယောက်ဖြစ်ပါလေရေတော့မလို့ဂင်္ဂါမြစ်ထဲမှာရေလိုက်ရှာနေတာအဲ့ဒါလောက်တောင်အလွန်မတန်ရေများတဲ့မြစ်ထဲမှာတောင်မှပဲသူ့ရဲ့အကုသိုလ်ကံကြောင့်ရေကိုရှာလို့မရနိုင်ဘူးဒါနဲ့ပဲအဲ့ဒါယဟန်တော်တွေဟာဒါဆိုလည်းမင်းပက်လက်လန်ပါဇက်ဟထားဆိုပြီးတော့အဲ့ဒီယဟန်တွေ32ပါးတလက်စီတပိန်းနဲ့ရေခတ်ပါဇက်ထဲလောင်းထည့်တာပဲအဲ့ဒါလောင်းထည့်ရင်နဲ့ဟလာဆုံးကံချိန်ရောက်တော့ဒီလောက်ဆိုတော့မင်းရေဝါလောက်ပြီမဟုတ်လားဆိုတော့အရှင်ဘုရားတို့လောင်းထည့်တဲ့ရေဟာတပည့်တော်လေချောင်းထဲကိုမရောက်ပါဘူးဖေဟာအောက်တုကံတွေဟာအလွန်မတန်ကြီးမားတယ်အဲ့လိုဆင်းရဲဒုက္ခမျိုးစုံရင်ဆိုင်နေရမှာတော့တရားဘာဝနာကျင့်သုံးခွင့်တွေရနိုင်မှာမလားဆိုရင်မရနိုင်ဘူးဒါကြောင့်ပြိတ္တာဘုံဘဝဟာလည်းပဲရပ်ပြစ်8ပါးထဲမှာတပါးပါဝင်ဖြစ်တယ်နောက်နံပါတ်4ရပ်ပြစ်တပါးကဘာလဲဆိုတော့တက်တန်းရှိတဲ့ဗျာမာတွေဘယ်သူလဲဆိုတော့တက်တန်းရှိတဲ့ဗျာမာတွေအဲ့တော့အားလုံးသိတဲ့အတိုင်းပဲလားဘုရားဘာသာဝင်တွေ32ဘုံလို့မပြောကြဘူးလားဆိုရင်ပြောတယ်အဲ့ဒီ32ဘုံကို3စုခွဲလိုက်ရင်ရတယ်နံပါတ်1ကတော့ခန္ဓာ5ပါးရှိတဲ့ဘုံတွေပေါ့ရုပ်ခန္ဓာရှိတယ်နာမ်ခန္ဓာရှိတယ်အဲ့တော့ခန္ဓာ5ပါးရှိတဲ့ဘုံမှာ26ဘုံကာမ12ဘုံနဲ့ရူပ15ဘုံရုပ်လည်းရှိတယ်မြင်စရာမျက်စိရှိတယ်ကြားစရာနားရှိတယ်
ဒီအာယုန်တွေကိုခံစားတတ်တဲ့စိတ်တွေစေတသိက်တွေရှိတယ်ဒါဟာခန္ဓာ၅ပါးဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြင်စောကာလဘုံလို့ခေါ်တယ်သူက26ဘုံရှိတယ်နောက်တစ်ဘုံကအတ္တညတ္တဘုံတဲ့အဲ့ဒီအတ္တညတ္တဘုံဟာရုပ်ပဲရှိတယ်နံတရားမရှိဘူးဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲဆိုရင်သူကစဉ်းစားတယ်လူဘဝမှာလောကမှာလူတွေဆင်းရဲဒုက္ခဖြစ်တယ်ဆိုတာစိတ်ကြောင့်အမတ်တင်ညာကြောင့်ဆင်းရဲဒုက္ခဖြစ်နေတာရုပ်ဟာသူ့ဟာသူသဘောတရားအတိုင်းနာခြင်းနာမယ်ဖောက်ပြန်ခြင်းဖောက်ပြန်မယ်အဲ့ဒီနာတာဖောက်ပြန်တာကိုအကြောင်းပြုပြီးတော့နာမှုဖောက်ပြန်မှုကိုခံစားတာစိတ်ကတင်ညာကသိပြီးခံစားတာဒါကြောင့်တင်ညာမရှိရင်စိတ်မရှိရင်ချမ်းသာမှာပဲလို့တွေးပြီးတော့တရားကျင့်တယ်သမထကမ္မဋ္ဌာန်းကြိုးစားတယ်အဲ့ဒါလိုသမထကမ္မဋ္ဌာန်းအားထုတ်လို့ပြင်စမစံရတဲ့အခါမှာပြင်စမစံဝင်စားတိုင်းသူဟာဒီတင်ညာကိုမုန်းတယ်စိတ်ကိုမုန်းတယ်ဝေဒနာကိုမုန်းတယ်တင်ညာကိုမုန်းတယ်သင်္ခါရကိုမုန်းတယ်နံတရားတွေကိုယွံမုန်းတယ်မလိုချင်ဘူးအဲ့ဒါလိုမလိုချင်တဲ့စိတ်နဲ့ပြင်စမစံကိုပွားများတဲ့အခါမှာအဲ့ဒီပြင်စမစံဟာအလွန်မတန်တတ္တိကောင်းပြီးတော့အဲ့ဒီလူဘဝအသေးဆုံးတဲ့အခါမှာအတင်ညတဘုံမှာသွားဖြစ်တယ်အဲ့ဒီအတင်ညတဘုံမှာသွားဖြစ်တော့နံတရားတွေမရှိဘူးရုပ်တရားတက်ပဲရှိတယ်ဒီဘဝမှာထိုင်ရတဲ့သေဆုံးရင်အဲ့ဒီအတင်ညတဘုံမှာလည်းပဲထိုင်ရပဲဖြစ်နေမှာပဲလျှောင်းရတဲ့သေဆုံးသွားရင်အဲ့ဒီအတင်ညတဘုံမှာလျှောင်းရတဲ့ဖြစ်နေမှာပဲအဲ့တော့သူ့ဘဝဟာတကယ်ရောချမ်းသာသလားလို့မေးရင်မချမ်းသာဘူးသူဟာတင်ညတဘုံမှာမဟာကတ်900ကြီးတက်တန်းရှိလိမ့်မယ်အဲ့တော့မဟာကတ်900တက်တန်းခုံတဲ့အခါမှာသူ့ရဲ့ရုပ်ခန္ဓာဟာပစ္စည်းတွေလျောပြီးတော့အချိန်တိုင်းလူဘဝပြန်လာကြရမှာပဲအဲ့ဒါလိုအတင်ညတဘုံဆိုတာလည်းရှိတယ်နောက်အရူပဘုံဆိုတာလည်းရှိတယ်ခုနကအတိုင်းပဲသူကတော့တစ်မျိုးစဉ်းစားတယ်လောကလူသားတွေဆင်းရဲမှုကိုသိတာရုပ်ကြောင့်ဆင်းရဲတာကိုခံစားနေရတာရုပ်မရှိဘူးဆိုရင်ဆင်းရဲဒုက္ခငြိမ့်မယ်လို့သူကထင်တယ်ဒါကြောင့်သမထကမ္မဋ္ဌာန်းကြိုးစားအထောက်တဲ့ကမှာပြင်စမစံဝေရတယ်ပြင်စမစံဝင်စားတိုင်းရုပ်တရားတွေပေါ်မှာယွံမုန်းပြီးတော့အစဉ်စဉ်ကြိုးစားအထောက်တဲ့ကမှာအရူပဇံ၄မျိုးကိုရတယ်အရူပဇံ၄မျိုးရပြီးတော့အဲ့ဒီဘောကသေဆုံးွယ်လုံးတဲ့အခါမှာအရူပဘုံမှာသွားဖြစ်မယ်အဲ့တော့အရူပဘုံမှာဘယ်လိုဖြစ်မှာလဲဆိုတော့ရုပ်တရားမရှိဘဲနဲ့နံတရားတက်ပဲရှိမယ်အဲ့တော့အတင်ညတဘုံကိုလာဧကောကာရဘုံခန္ဓာတစ်ပါးသာဖြစ်တဲ့ဘုံအရူပ၄ဘုံကိုတော့ရုပ်ခန္ဓာမဖြစ်ဘဲနဲ့နံခန္ဓာပဲဖြစ်တဲ့ဘုံသူ့တော့စတုဩကာရဘုံလို့၄ဘုံလို့ခေါ်တယ်အလုံးပေါင်းရင်32ဘုံအဲ့ဒီ32ဘုံတွေကအတင်ညတဘုံမှာမြတ်စွာဘုရားဟောတဲ့တရားကိုနာကြားပြီးတော့သိနိုင်တဲ့အသိစိတ်မရှိတော့တရားတွေကျင့်သုံးခွင့်မရဘူးအရူပဘုံမှာလည်းပဲဖြစ်မယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားကိုနာကြားနိုင်တဲ့သောတာပတ္တာရယုတ်မရှိတဲ့အတွက်ကြောင့်တရားတွေနာကြားခွင့်မရနိုင်ဘူးဒါကြောင့်တတန်းရှိတဲ့အတင်ညတဗျံပါတွေအရူပဗျံပါတွေရဲ့ဖြစ်ရာဘုံမှာလည်းပဲရက်ပြည့်၈ပါးထဲမှာတစ်ပါးပါဝင်ဖြစ်တဲ့တချို့ကထင်မှာပေါ့လေဗျံမပြည်မှာဖြစ်ရင်ကတော့အစဉ်ပြေမှာပဲချမ်းသာမှာပဲလို့တွေးကြလိမ့်မယ်အဲ့တော့ဗျံမပြည်မှာဘလောက်ပဲဖြစ်တက်တန်းတွေဘလောက်ပဲရှိသူ့မှာလည်းပဲလိုအပ်ချက်တွေရှိတယ်မြတ်စွာဘုရားဖြစ်ပြီးတဲ့အခါမှာလောကမှာဘုရားဖြစ်ပြီးတော့ဘသူအရင်ဆုံးတရားဟောရမလဲလို့စဉ်းစားတော့အာလာရယသိနဲ့ဥဒကယသိကိုအမှတ်ရတယ်ဘာကြောင့်မှတ်ရလဲဆိုတော့မြတ်စွာဘုရားလောကီဇံသမာပတ်တွေအားထုတ်တဲ့အခါမှာအာကိဉ္စဉ္ညာဏဇံနဲ့ဒီဝတဉ္ညာဏဇံကိုအစဉ်တက်နိုင်ဖို့အတွက်အဲ့ဒီယသိနှစ်ပါးကိုနီလံမေးမြန်းမှုတယ်အဲ့ဒါလိုနီလံမေးမြန်းတဲ့အတွက်ကြောင့်သူတို့ပြောတဲ့နီလံနဲ့အားထုတ်တဲ့အခါမှာမြတ်စွာဘုရားလောင်းဟာ
အရူပဇံတမပတ်တွေရသွားတယ်အဲ့လိုရတဲ့အတွက်ကြောင့်ဒီအာလာရယတိတို့ဥရကယတိတို့ဟာကျေးဇူးများတယ်ကျေးဇူးများတဲ့အပြင်သူဟောတဲ့တရားတွေကိုလည်းပဲမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူသိမှာပဲလို့စင်ကြင်ပြီးတော့အဲ့ဒီယတိတွေကိုတရားဟောမယ်လို့တော့အဲ့ဒီယတိနှစ်ယောက်ဟာသေဆုံးွယ်လွန်ပြီးတော့အရူပဗျမ္မဘုံမှာသွားဖြစ်နေတယ်အဲ့တော့အရူပဘုံဆိုတော့ရုပ်မရှိတဲ့ဘုံပဲရုပ်မရှိတဲ့ဘုံဆိုတော့မြတ်စွာဘုရားဟောတဲ့တရားကိုလည်းပဲနာကြားနိုင်တဲ့နားတွေမရှိဘူးမြတ်စွာဘုရားကြွလည်းပဲမြတ်စွာဘုရားရှင်ကိုမြင်နိုင်တဲ့မျက်စိတွေမရှိဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကဒီအာလာရယတိနဲ့ဥဒကယတိဟာအလွန်မတန်ရနိုင်ခဲ့တဲ့အခွင့်အရေးကိုဆုံးရှုံးသွားရတဲ့ပုံကိုယ်တွေပဲလို့မြတ်စွာဘုရားရှင်ကမိန့်တယ်ဒါကြောင့်နဲ့ရက်ပြည့်၈ပါးထဲမှာရုပ်ကြီးတသက်ဖြစ်တဲ့အတင်ညတဘုံနဲ့နာမ်တသက်ပဲဖြစ်တဲ့အရူပ၄ဘုံကလည်းပဲရက်ပြည့်၈ပါးထဲမှာတဘာပါဝင်ဖြစ်တယ်နောက်နံပါတ်5ရက်ပြည့်ဌာနတစ်ခုကဘာလဲဆိုတော့ဒီလောကမှာမြတ်စွာဘုရားလည်းပွင့်တယ်ဘုရားစစ်ဘုရားမှန်လည်းပွင့်တယ်အဲ့ဒီမြတ်စွာဘုရားရှင်ကတရားစစ်တရားမှန်ကိုလည်းပဲဟောတယ်အဲ့ဒါလို့ဟောပေမဲ့လို့ပုဂ္ဂိုလ်တူတရားဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတဆင့်ကံဟောကြားနိုင်တဲ့ဟောကြားပေးနိုင်တဲ့ယဟန်တန်ဃာတွေဟလာဘိက္ခုနီမတွေဥပါဒကမတွေမရောက်နိုင်တဲ့အလွန်မတန်ခက်ခဲဝေးလံတဲ့နေရာဒေသမှာဖြစ်မယ်ဆိုလည်းပဲတရားတွေနာကြားခွင့်ရပါမလားဆိုရင်မရဘူးကျင့်သုံးခွင့်လည်းမရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားရှင်ဟောတဲ့တရားတွေကိုနာကြားခွင့်မရနိုင်တဲ့အလွန်မတန်ဝေးလံတဲ့ပစ္စံတဲ့အရက်တွေမှာအစွန်ဖျားကြတဲ့အရက်တွေမှာဖြစ်ရခြင်းကလည်းပဲရက်ပြည့်၈ပါးထဲမှာတဘာပါဝင်ဖြစ်တယ်ဆိုပါစို့မြန်မာနိုင်ငံမှာဆိုရင်ရဟန်းတန်ဃာတွေကြွားဖို့ခက်ခဲတဲ့စကိုင်းတိုင်းကအိန္ဒိယနယ်စပ်တို့စသည်အပြင်အဲ့လိုနေရာတွေဟာတရားចេတနာနာကြားပြီးတော့နာကြားတဲ့တရားတွေကိုကျင့်သုံးခွင့်မရနိုင်တဲ့အတွက်ကြောင့်သူကလည်းပဲရက်ပြည့်၈ပါးထဲမှာတဘာပါဝင်ဖြစ်တယ်နောက်နံပါတ်6ရက်ပြည့်၈ပါးကဘာလဲဆိုရင်ဘုရားစစ်ဘုရားမှန်လည်းရှိတယ်တရားစစ်တရားမှန်လည်းရှိတယ်ဒါပေမဲ့လို့အဲ့ဒီတရားတွေကိုလည်းပဲနာကြားခွင့်ရတယ်နာကြားခွင့်ရပြီမဲ့လို့မိမိဟာမိစ္ဆာယူရှိနေမယ်ဆိုရင်လည်းပဲတရားတွေကိုအားထုတ်နိုင်မအောင်မလားဆိုရင်အားမထုတ်နိုင်ဘူးအဲ့တော့ဒီတရားတွေကိုနာကြားတယ်တရားတွေကိုကျင့်သုံးတယ်ဆိုတာမိမိဟာမှန်ကန်တဲ့အယူအဆဝါဒရှိမှသာလေကျင့်သုံးခွင့်နေရမယ်နာကြားခွင့်နေရမယ်အဲ့ဒါလို့မဟုတ်ဘူးလောကမှာဘုရားဆိုတာလည်းမရှိဘူးတရားဆိုတာလည်းမရှိဘူးသံဃာဆိုတာလည်းမရှိဘူးဟလာကုသိုလ်ကံလည်းမရှိဘူးအကုသိုလ်ကံလည်းမရှိဘူးပစ္စုပန်လောကလည်းမရှိဘူးဟလာလူဆိုတာဒီဘဝမှာသိရင်ပြတ်ပြီးဟလာတမလွန်ဘဝဆိုတာမရှိဘူးဟလာမိဘတွေပေါ်မှာဘလောက်ပဲကိုယ်ကကောင်းအောင်လုပ်လို့ကောင်းကျိုးရမှာမဟုတ်ဘူးမိဘတွေကိုဘလောက်ပဲပြမအကုသိုလ်ကံရဲ့ဆိုးကျိုးကိုမလို့တွေရမှာမဟုတ်ဘူးစသည်အပြင်နတ္ထိကဝါဒကံနဲ့ပတ်သက်တဲ့အရာအလုံးကိုညင်းဆိုတဲ့ညင်းပယ်တဲ့ဝါဒနတ္ထိကဝါဒမိစ္ဆာယူရှိနေမယ်ဆိုလည်းပဲဘလောက်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေကိုကျင့်သုံးခွင့်ရနိုင်ပါမလားဆိုရင်မရနိုင်ဘူးဒါကြောင့်မိစ္ဆာယူဝါဒယူနေခြင်းကလည်းပဲဒါရပ်ပြစ်တစ်ပါးဖြစ်ပါလေနောက်နံပါတ်9ကဘာလဲဆိုရင်မြတ်စွာဘုရားလည်းပွင့်တယ်မြတ်စွာဘုရားဟောတဲ့တရားတွေလည်းပဲနာကြားခွင့်နေရတယ်ဒါပေမဲ့လို့မြတ်စွာဘုရားဟောတဲ့တရားတွေကိုမှန်မှန်ကန်ကန်သိနိုင်တဲ့အသိဉာဏ်မရှိအောင်မိမိဟာချွတ်ယွင်းနေမယ်ဆိုရင်လည်းပဲတရားတွေကျင့်သုံးပြီးတော့တရားတွေရနိုင်မှာမလားဆိုရင်မရနိုင်ဘူးဆိုပါစို့ရက်ွက်ထဲမှာယူသွတ်တဲ့ပုဂ္ဂိုလ်တွေစသည်အပြင်အသိဉာဏ်မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေ အဲ့ဒီပုဂ္ဂိုလ်တွေဟာဘလောက်ပဲသူရှိမှတရားတွေဟော
မြတ်စွာဘုရားဟောတဲ့တရားတွေကိုကျင့်သုံးနိုင်မှာမလားဆိုရင်မကျင့်သုံးနိုင်ဘူးဒါကြောင့်အဲ့လိုမျိုးမိမိရဲ့အသိဉာဏ်ပညာချွတ်ယွင်းနေခြင်းကလည်းပဲရက်ပြက်တစ်ပါးဖြစ်တယ်နောက်နံပါတ်၈ရက်ပြက်တစ်ပါးကဘာလဲဆိုရင်ဟလာမိမိဟာအသိဉာဏ်တော်ရှိတယ်ကောင်းတာဆိုတာလုံးတဲ့နာမလုံးတဲ့နာပညာသင်တဲ့နဲ့ဟလာပညာကိုဘယ်လိုသင်ရမလဲစီးပွားရေးဘယ်လိုလုပ်ရမလဲစသည်အပြင်အသိဉာဏ်ပညာရှိပေမဲ့လို့မြတ်စွာဘုရားလည်းမပွင့်ဘူးမြတ်စွာဘုရားဟောတဲ့တရားတွေလည်းပဲနာကြားခွင့်မရဘူးဆိုရင်မြတ်စွာဘုရားဟောတဲ့ဒီဓမ္မတွေကိုကျင့်သုံးခွင့်ရှားနိုင်မှာမလားဆိုရင်မရနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားပွင့်ထွန်းတော်မမူခြင်းကလည်းပဲရက်ပြစ်တစ်ပါးဖြစ်တယ်လို့မြတ်စွာဘုရားရှင်ကအခဏသုံးပါမိတ်တယ်ဒါကြောင့်မိမိတို့တွေဟာရက်ပြစ်၈ပါးတွေကကင်းလွတ်တဲ့အခွင့်ကောင်းအခါကောင်းကိုရနေတဲ့အချိန်ကာဖြစ်တယ်ဘုရားဆက်ဘုရားမှန်ပွင့်တယ်မြတ်စွာဘုရားဟောတဲ့တရားကလည်းပဲတရားဆက်တရားမှန်ဖြစ်နေတယ်အဲ့ဒီတရားဆက်တရားမှန်တွေကိုနာကြားပြီးတော့ကျင့်သုံးခွင့်တွေလည်းပဲရနေတယ်ကျင့်သုံးနိုင်တဲ့အသိဉာဏ်ပညာလည်းပဲမိမိရဲ့စိတ်တန်တန်မှာရှိမနေဘူးလားဆိုရင်ရှိနေတယ်ဒါကြောင့်မိမိတို့တွေဟာရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကိုကြိုးစားအားထုတ်ဖို့အတွက်အခွင့်ကောင်းအခါအကောင်းကိုရရှိနေတဲ့အချိန်အခါဖြစ်တယ်အဲ့လိုအခွင့်ကောင်းအခါအကောင်းကိုရတဲ့အခါမှာမိမိတို့တွေဟာကြိုးစားအားထုတ်မှုတွေမလုပ်ဘူးဆိုရင်လူဘဝရခြင်းဟာအချီးနှီးသောရခြင်းသာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကအေးလားလူဘဝကိုရတဲ့အခါမှာဒါနကုသိုလ်လည်းပဲကြိုးစားအားထုတ်ရဖို့လိုအပ်တယ်သီလကုသိုလ်လည်းပဲစောင့်တည်ဖို့လိုအပ်တယ်ဘာဝနာတရားကိုလည်းပဲကြိုးစားအားထုတ်ဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုရင်မိမိတို့တွေရနေတဲ့ဘဝဟာနေ့စဉ်နဲ့အမျှတန်ဖိုးကျနေတဲ့ဘဝကိုရနေခြင်းဖြစ်တယ်တန်ဖိုးတက်တဲ့ဘဝကိုရနေတာဟုတ်သလားဆိုရင်မဟုတ်ဘူးတန်ဖိုးကျတဲ့ဘဝကိုရနေတယ်ဒါနဲ့ပတ်သက်ပြီးဥဒိယဘုရားဇတ်မှာမင်းသားတယောက်ကမင်းသမီးတစ်ပါးကိုချစ်ခင်နှစ်သက်တဲ့အတွက်ကြောင့်ပထမရက်မှာပထမညမှာရွှေခွက်နဲ့သွားပြီးတော့တောင်းတယ်အဲ့ဒါလိုရွှေခွက်နဲ့တောင်းတဲ့အခါမှာမင်းသမီးကငင်းလိုက်တယ်ဒါနဲ့ပဲဒုတိယညရောက်တော့အဲ့ဒီမင်းသားဟာငွေခွက်နဲ့သွားပြီးတော့တောင်းတယ်သူ့ရဲ့မေတ္တာကိုလက်ခံမှုဒါလည်းပဲအဲ့ဒီမင်းသမီးကညင်းတာပဲတတိယရေရောက်တော့ရွှေခွက်လည်းမဟုတ်ဘူးငွေခွက်လည်းမဟုတ်ဘူးလားကြေးခွက်နဲ့သွားပြီးတော့သူ့ရဲ့မေတ္တာလက်ခံဖို့တောင်းဆိုတယ်အဲ့လိုတောင်းဆိုတဲ့အခါမှာမင်းသမီးကမေးတယ်အရှင်မင်းသားတကယ်ဆိုရင်သူ့ရဲ့မေတ္တာလက်မခံတဲ့အတွက်ကြောင့်တရက်ချက်တရက်ပို့ပြီးတော့တန်ဖိုးကြီးတဲ့ຢာနဲ့သူ့ရဲ့မေတ္တာတရားကိုတောင်းဆိုတဲ့နေမဟုတ်လားအဲ့လိုမဟုတ်ဘဲနဲ့ဘာဖြစ်လို့တဖြည်းဖြည်းချင်းနဲ့တန်ဖိုးနှိမ့်ကြတဲ့ຢာနဲ့တောင်းဆိုရတာဖြစ်တယ်လို့မေးတဲ့အခါမှာဟုတ်တယ်အရှင်မင်းသမီးဟာပထမရက်ကတော့နုပြိုမှုတွေလှပမှုတွေရှိလိမ့်မယ်ဒါပေမဲ့လို့ဒုတိယအကြိမ်မှာတော့အရှင်မင်းသမီးရဲ့နုပြိုလှပမှုတွေဟာမရှိနိုင်တော့ဘူးတဖြည်းဖြည်းချင်းနဲ့အိုမင်းချင်းစီကိုသွားနေတယ်တတိယရဲ့ရောက်ပြီဆိုလည်းပဲပထမညဒုတိယညပထမအကြိမ်ဒုတိယအကြိမ်ကနုပြိုမှုတွေလှပမှုတွေဟာမရှိနိုင်တော့ဘူးအရှင်မင်းသမီးဟာတနေ့တနေ့ပို့ပြီးတော့လှလာတယ်နုပြိုလာတယ်ဆိုတာမရှိပါဘူးတရက်ချက်တရက်တန်ဖိုးကြပြီးတော့ပို့ပြီးတော့သာအိုစရာရှိတယ်ဒါကြောင့်သူဟာတန်ဖိုးနှိမ့်တဲ့အရာနဲ့အရှင်မင်းသမီးရဲ့မေတ္တာကိုတောင်းခံခြင်းဖြစ်တယ်လို့အဲ့ဒီမင်းသားကဖြေပေးတယ်အဲ့တော့မိမိတို့ရဲ့ဘဝကိုစဉ်းစားကြည့်ဖို့လေငယ်ရွယ်စဉ်ကရှိခဲ့တဲ့လှပမှုတွေနုညံ့မှုတွေဟာအသက်ရွယ်ကြီးလာလေပို့ပြီးတော့ရင့်ရော်ပြီးတော့အိုမသွားဘူးလားဆိုရင်အိုသွားတာပဲတက်သီးလေးတွေပန်းပွင့်လေးတွေကြည့်လိုက်ဖို့တီးကားစားပွင့်ကားစားမှာလက်နဲ့အထိ
ထိလို့မရနိုင်တော့အောင်ညှဉ်းပေးမယ်လို့တဖြည်းဖြည်းချင်းနဲ့အဲ့ဒီတသီးတွေပန်းပွက်နေရကြီးရင်ပြီးတော့ကြွေကြသွားမယ်ခြောက်သွေ့သွားမယ်ဒါဟာလူရဲ့သဘောတရားနဲ့အတူတူပဲအဲ့ဒါလိုပဲလားမိမိတို့ရဲ့ဘဝတွေဟာလည်းပဲနေ့စဉ်ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်တန်ဖိုးတွေကြာမနေဘူးလားဆိုရင်တန်ဖိုးတွေကကြာနေတယ်ငယ်ရွယ်စဉ်ကရှိခဲ့တဲ့နှုတ်ပြမှုတွေလှပမှုတွေဒါတွေဟာတရစ်ထက်တရစ်တိုးပြီးတော့လှလာတယ်နှုတ်ပြလာတယ်ဆိုတာမရှိဘူးတဖြည်းဖြည်းချင်းနဲ့ပိုပြီးတော့သာလေအိုးနေတယ်နားနေတယ်နောက်ဆုံးသေရမှာပဲဒါနဲ့ပတ်သက်ပြီးလည်းပဲရတ္တဘာသာယဟန်တော်ကပြောတဲ့စကားရှိတယ်ဥပနေတိလောကောအတုဝအရှင်မင်းကြီးလောကလူသားတွေဟာသတ္တဝါတွေဟာဥပနေယတိတနေ့သေခြင်းတရားစီကိုသွားနေကြရတာဖြစ်တယ်ဥပနေတိလောကောအတုဝမိမိတို့ရတဲ့ယုံနာတရားတွေဟာမခိုင်မြဲတဲ့သဘောတရားရှိတယ်စဉ်းစားကြည့်ဖို့လေဦးဇင်းတို့တွေရောတရားဓမ္မတွေရောဘယ်ကိုသွားနေတာလဲဆိုတော့သေခြင်းစီကိုသွားနေတာပဲဘယ်ကိုသွားနေတာလဲဆိုရင်သေခြင်းစီကိုသွားနေတာပဲအဲ့တော့ဒီသဘောတရားတွေကိုစင်ကြင်ပေးမှသာလေဩငါအိုရမယ်နာရမယ်သေရမယ်အဲ့ဒါလိုစင်ကြင်မှသာလေတတိတံဝေကဉာဏ်ကြီးဖြစ်ပြီးတော့ဝိပဿနာတရားကိုကြိုးစားအထောက်နိုင်မှာဖြစ်တယ်။ဒါကြောင့်မိမိတို့တွေဟာလက်ရှိရတဲ့ဘဝဟာတန်ဖိုးကြတဲ့ဘဝလားတန်ဖိုးတက်တဲ့ဘဝလားဆိုရင်တန်ဖိုးကြနေတဲ့ဘဝပဲ။ဒါကြောင့်စောင်းပုံလေးမှတ်ရမယ်အောင်ဆိုလိုက်ပါဦး။ဤကိုကာယတန်ဖိုးကြနေညမစဲတာဤကိုကာယတန်ဖိုးကြနေညမစဲတာမိမိတို့ရဲ့ရနေတဲ့ဒီခန္ဓာကိုယ်ဟာတန်ဖိုးကြတဲ့ဘဝကိုရနေတာဖြစ်တယ်။တန်ဖိုးကြတဲ့ဘဝကိုရတယ်ဆိုတော့တန်ဖိုးတက်အောင်လုပ်ဖို့မလိုအပ်ဘူးလားဆိုရင်လိုအပ်တယ်။အဲ့တော့မိမိရဲ့တန်ဖိုးကြတဲ့ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တန်ဖိုးတက်အောင်ဆိုရင်နေ့စဉ်ဒါနကုသိုလ်တွေကြိုးစားအထောက်ရမယ်သီလကုသိုလ်တွေကြိုးစားအထောက်ရမယ်ဘာဝနာကုသိုလ်တွေပွားများရှုမှတ်ဆင်ခြင်ရမယ်ဒါနဲ့ပတ်သက်ပြီးလည်းပဲမြတ်စွာဘုရားရှင်ကဒီခန္ဓာကိုယ်ကြီးဟာမြေအိုးနဲ့တူတဲ့သဘောတရားရှိတယ်ဘာနဲ့တူတယ်လဲဆိုရင်မြေအိုးနဲ့တူတာပဲအဲ့တော့စဉ်းစားကြည့်ဖို့မြေအိုးဟာအမြင့်တစ်ပေလောက်ကနေလွတ်ချလိုက်မယ်ဆိုရင်ကွဲစရာမရှိဘူးလားဆိုရင်ရှိတယ်ဒီခန္ဓာကိုယ်ကြီးရတယ်ပဲနေ့စဉ်ပျက်စီးနေတဲ့ဖောက်ပြန်နေတဲ့သဘောတရားရှိတယ်အေးရင်လည်းအေးလို့ဖောက်ပြန်တယ်ပူရင်လည်းပူလို့ဖောက်ပြန်တယ်အစားအသောက်တွေမှားပြီဆိုလည်းပဲအစားအသောက်တွေမှားတယ်လေရောက်ဖောက်ပြန်တဲ့သဘောတရားတွေရှိတယ်အဲ့ဒါလိုပဲလားအသက်အရွယ်ကြီးရလာပြီဆိုဒီခန္ဓာကိုယ်မှာယောဂါတွေစုပုံမလာဘူးလားဆိုရင်စုပုံလာတယ်စီးကြိုးတွေဖြစ်မဲ့သွေးတိုးတွေဖြစ်မဲ့အစတရားပဲယောဂါမျိုးစုံနှိပ်စက်ခြင်းဟာဒါဖောက်ပြန်တဲ့သဘောတရားပဲဒါကြောင့်မြတ်စွာဘုရားရှင်ကဒီခန္ဓာကိုယ်ကြီးကိုမြေအိုးလိုပျက်စီးလွယ်တဲ့ဖောက်ပြန်တဲ့သဘောတရားရှိတဲ့ခန္ဓာကိုယ်ဖြစ်တယ်လို့ရှုမှတ်ဆင်ခြင်ပေးရမယ်ဒီခန္ဓာကိုယ်ကအနိစ္စမမြဲဘူးကိုယ်ကမအိုခြင်းဘူးအချိန်တန်တော့အိုးနေတာပဲကိုယ်ကမနာခြင်းဘူးအချိန်တန်တော့နာနေတယ်ကိုယ်ကမသေးခြင်းဘူးအချိန်တန်တော့သေနေတယ်ဒါအဲ့လိုဆင်ခြင်ခြင်းဟာအနိစ္စလက္ခဏာကိုပွားများနေခြင်းဖြစ်တယ်နောက်ပြီးတော့ဒီခန္ဓာကိုယ်ဟာဆင်းရဲခြင်းမျိုးစုံနှိပ်စက်ခံနေရတယ်ဒီခန္ဓာကိုယ်ရဲ့အိုခြင်းဆင်းရဲတွေနာခြင်းဆင်းရဲတွေသေခြင်းဆင်းရဲတွေမျိုးစုံဖြစ်နေတယ်ဒါပြင်လည်းပဲဒီခန္ဓာကိုယ်ဟာဇာတိဒုက္ခပဋိသန္ဓေနေရတော့လည်းပဲဒါဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံရတာပဲဒါကြောင့်ဒီခန္ဓာကိုယ်ကြီးဟာမခိုင်မြဲတဲ့အနိစ္စခန္ဓာကိုယ်ပဲ
ဆင်းရဲတဲ့ဒုက္ခခန္ဓာကိုပဲအနတ္တကိုမပိုင်တဲ့ဒုက္ခခန္ဓာကိုပဲအနတ္တခန္ဓာကိုပဲအဲ့ဒါလို့စင်ကြင်စဉ်းစားပေးဖို့လိုအပ်တယ်အဲ့တော့ရုပ်ခန္ဓာကိုတော့မြေဝတ်နဲ့တူအောင်စင်ကြင်စဉ်းစားပြီးတော့ဒီစိတ်ခန္ဓာကိုတော့ဘလို့သဘောပေါက်ရမလဲဆိုရင်ကတော့မိမိရဲ့စိတ်ခန္ဓာကတော့မြို့တွေရွာတွေလို့သဘောထားရမှာအဲ့တော့မြို့တွေရွာတွေမှာတရားအကာယမရှိဘူးဆိုရင်လူဆိုးတွေတကူတွေဝင်ပြီးတော့မြို့တွေရွာတွေမဖြစ်စည်းဘူးလားဆိုရင်ဖြစ်စည်းမယ်အဲ့ဒါလိုပဲမိမိရဲ့စိတ်ကလည်းပဲတတိနဲ့ကာယမထားဘူးဆိုရင်ကိလေသာမျိုးစုံကဝင်ရောက်နှိမ့်ဆက်မှာပဲမျက်စိနဲ့မြင်တဲ့ပုံမှာလူကျင်မှုဖြစ်တယ်ဆိုရင်ဒါလောဘစိတ်တွေဖြစ်လာတယ်မကြိုက်ဘူးမလိုချင်ဘူးဆိုရင်ဒါဒေါသစိတ်တွေဖြစ်တာပဲဒါမိမိရဲ့စိတ်တန်တန်မှာဖြစ်တဲ့အကုသိုလ်တွေကိုမိမိဟာတတိဆိုတဲ့တကားရွက်နဲ့စီးနဲ့ပိတ်ဆို့ပြီးတော့စောင့်ကြည့်မနေဘူးဆိုရင်မိမိရဲ့စိတ်မှာအကုသိုလ်ရန်သူတွေတကူဓမြတွေဝင်ပြီးတော့ဆင်းရဲဒုက္ခရောက်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကရုပ်ခန္ဓာကိုယ်မြေဦးနဲ့ဥပမာထားပြီးတော့ရှုမှတ်ဖို့လိုအပ်တယ်နာမ်ခန္ဓာကိုယ်တော့မြို့တွေရွာတွေလိုဥပမာထားပြီးတော့ရှုမှတ်ဆင်ခြင်ဖို့လိုအပ်တယ်အဲ့တော့ဆိုလိုက်ပါဦးမြေဥပမာရုပ်ခန္ဓာမှန်စွာရှုရမည်မြေဥပမာရုပ်ခန္ဓာမှန်စွာရှုရမည်ဒီရုပ်ခန္ဓာကြီးဟာပစ္စည်းတတ်တဲ့ဖောက်ပြန်တတ်တဲ့နာကျင်တတ်တဲ့သဘောတရားရှိတယ်အချိန်မရွေးပစ္စည်းသွားနိုင်တယ်ဒီရုပ်ခန္ဓာကြီးမပစ္စည်းခင်ကုသိုလ်တရားတွေကြိုးစားထုတ်ဖို့လိုအပ်တယ်နောက်ပြီးတော့ဆိုလိုက်ပါဦးမြို့ရွာပမာနာမ်ခန္ဓာမှန်စွာထားရမည်မြို့ရွာပမာနာမ်ခန္ဓာမှန်စွာထားရမည်မိမိရဲ့စိတ်ခန္ဓာကိုယ်ကြီးကိုတော့မြို့တွေရွာတွေလိုတတိဆိုတဲ့စီယူနဲ့အကာအကွယ်စောင့်ရှောက်ပြီးတော့နေရမယ်အဲ့လိုနေုံနဲ့ပြီးပြီလားဆိုမပြီးသေးပါဘူးမိမိရဲ့စိတ်တန်တမ်းမှာဘလောက်ပဲတတိနဲ့ထိန်းချုပ်အကုသိုလ်တွေဟာနီလန်မျိုးစုံနဲ့ဝင်ရောက်လာနိုင်တယ်မျက်စိနဲ့မြင်လို့ဖြစ်ဖြစ်နားနဲ့ပဲကြားလို့ဖြစ်ဖြစ်တခုခုအနံ့ရလို့ပဲဖြစ်ဖြစ်တခုခုပါးစပ်ထဲကစားမိလို့ဖြစ်ဖြစ်မိမိရဲ့ခန္ဓာကိုယ်နဲ့တခုခုထိမိလို့ဖြစ်ဖြစ်အကုသိုလ်တွေဟာနီလန်မျိုးစုံနဲ့ဝင်ရောက်လာနိုင်တယ်အဲ့ဒါလိုမဟုတ်ဘူးဘာမှလည်းမမြင်ဘာမှလည်းမကြားပေမဲ့လူဆိုတာအလုံးမရှိရင်မတွေးဘူးလားဆိုရင်တွေးတယ်မျိုးစုံတွေးနေတာပဲမနေ့ကအကြောင်းတွေးတယ်မနေ့ကအကြောင်းတွေးလို့အားမရရင်မနေ့ဖန်အကြောင်းတွေးမယ်အနာဂတ်အကြောင်းတွေးမယ်မျိုးစုံတွေးပြီးတော့စိတ်ဟာအကုသိုလ်တွေနဲ့လုံးထွေးနေရတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကတတိတကွေတက်ပြီးတော့လည်းပဲမိမိရဲ့စိတ်ကိုအသိဉာဏ်ပညာနဲ့ရှုမှတ်ဆင်ခြင်ဖို့လိုအပ်တယ်ငါရဲ့စိတ်မှာလောဘအကုသိုလ်တွေဖြစ်နေတယ်ဘာအကြောင်းပြုပြီးတော့လောဘအကုသိုလ်ဖြစ်နေတယ်ဘာဝအကြောင်းပြုပြီးတော့ဒေါသအကုသိုလ်ဖြစ်နေတယ်ဒီလောဘတွေဒေါသတွေဟာစိတ်ကိုညှဉ်းနှံစေတတ်တဲ့အကုသိုလ်တရားတွေပဲဒီအကုသိုလ်တွေဖြစ်မဲ့ဆိုရင်ငါဟာမကောင်းတဲ့ဘုံဘဝတွေမှာရောက်အောင်မှာဖြစ်တယ်အဲ့ဒါလိုတွေးပြီးတော့မိမိရဲ့စိတ်တန်တမ်းမှာဖြစ်ပေါ်လာနိုင်တဲ့အကုသိုလ်တွေကိုအသိဉာဏ်ပညာနဲ့ကြိုးစားပြီးတော့တိုက်ထုတ်ဖို့လိုအပ်တယ်။သမာဓိဋ္ဌိသမာသင်္ကပ္ပစသည်အပြင်မေခင်၈ပါးအကျင့်ကိုကျင့်ပြီးတော့မိမိရဲ့စိတ်တန်တမ်းမှာဖြစ်တဲ့အကုသိုလ်ရန်သူတွေကိုပညာလက်နဲ့ဆွဲကင်ပြီးတော့တိုက်ဖြစ်ဖို့လိုအပ်တယ်။ဒါကြောင့်ဆိုလိုက်ပါဦးပညာလက်နဲ့ဆွဲကင်လျက်မပြည့်တိုက်ရမည်ပညာလက်နဲ့ဆွဲကင်လျက်မပြည့်တိုက်ရမည်
ကိုယ့်ရဲ့တန်တန်မှာပညာမရှိဘူးဆိုရင်တော့လောဘတွေဖြစ်ခြင်းတိုင်းဖြစ်နေမယ်ဒေါသတွေဖြစ်ခြင်းတိုင်းဖြစ်နေမယ်မောဟတွေဖြစ်ခြင်းတိုင်းဖြစ်နေမယ်အဲ့တော့မိမိရဲ့စိတ်တန်တန်မှာလောဘတွေဒေါသတွေမောဟတွေဖြစ်ပြီးဆိုရင်ဒါကိလေသာတွေဖြစ်နေတာပဲအဲ့တော့ကိလေသာတွေဖြစ်တော့သူ့ရဲ့အကျိုးဆက်ကဘာလဲဆိုရင်တော့လူဘဝရခြင်းလို့နတ်ဘဝရခြင်းလို့ချမ်းသာခြင်းလို့ကုသိုလ်ကံတွေလုပ်လိုက်မယ်အကုသိုလ်ကံတွေလုပ်လိုက်မယ်ကျူးလွန်ကြလိုက်မယ်အဲ့တော့ကိလေသာအကြောင်းပြုပြီးတော့တရားတွေဟာကံတွေမလုပ်ကြဘူးလားဆိုရင်လုပ်တာပဲကံတွေလုပ်တဲ့အတွက်ကြောင့်အဲ့ဒီကံရဲ့အကျိုးဆက်တွေမခံရဘူးလားဆိုရင်ခံရတယ်ကောင်းတာလုပ်လို့ကောင်းကျိုးရတယ်မကောင်းတာလုပ်လို့မကောင်းကျိုးရတယ်အဲ့တော့မိမိရဲ့ရုပ်ခန္ဓာတွေနာမ်ခန္ဓာတွေဖြစ်နေခြင်းဟာဒါဝိပါကဝတ္တိဖြစ်နေခြင်းဖြစ်တယ်အဲ့ဒီဝိပါကဝတ္တိရဲ့အကြောင်းရင်းကဘာလဲဆိုတော့ကုသိုလ်ကံအကုသိုလ်ကံတွေကြောင့်ဖြစ်တယ်ကုသိုလ်ကံအကုသိုလ်ကံတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်ကိလေသာကြောင့်ဖြစ်တာပဲဘာကြောင့်ဖြစ်တာလဲဆိုရင်ကိလေသာကြောင့်ဖြစ်တယ်ဆိုပါစို့လူဘဝမှာချမ်းသာခြင်းလို့နာမည်ကြီးခြင်းလို့လူဘဝမှာလူဖြစ်ခြင်းလို့နတ်ဘဝမှာနတ်ဖြစ်ခြင်းလို့ကုသိုလ်တွေမလုပ်ကြဘူးလားဆိုရင်လုပ်တယ်အဲ့တော့ဖြစ်ခြင်းလို့ဆိုမှတော့လောဘတွေပါမနေဘူးလားဆိုရင်ပါနေတာပဲအဲ့တော့လောဘတွေပါတော့လောဘအကုသိုလ်ကြောင့်အဲ့ဒီလောဘလည်းပဲအဝိဇ္ဇာနဲ့မကင်းတဲ့အတွက်ကြောင့်အဝိဇ္ဇာတွေကြောင့်လောဘတွေကြောင့်ကောင်းတာတွေလုပ်ပေမဲ့လို့ကောင်းကျိုးတွေရလာမယ်ကောင်းကျိုးတွေရပေမဲ့လို့တကယ်ချမ်းသာစေချမ်းသာမှရသလားဆိုရင်မရဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကလောကလူသားတွေဟာဘဝတန်ត្រာကထွက်မြောက်ဖို့ဆိုရင်ဘာကိုပယ်တတ်ရမှာလဲဆိုရင်ကိလေသာကိုပယ်တတ်ရမှာဖြစ်တယ်ဘာကိုပယ်ရမှာလဲဆိုရင်ကိလေသာကိုပယ်ရမှာကိလေသာကိုမပယ်နိုင်ဘူးဆိုရင်ဘဝတန်ត្រာမှာစစ်ပြီးတော့ကျင်လည်နေရမှာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကဘဝတန်ត្រာကထွက်မြောက်ဖို့ဆိုရင်အနဝတ္တုတောတဲ့ကိလေသာဆိုတဲ့ရေတွေနဲ့မဆူဆော့အောင်ထားမှာပဲဆိုပါစို့ရေဆိုနေတဲ့တက်တုံးလုံးမီးရှို့မယ်ဆိုရင်လောင်မလားဆိုရင်မလောင်ဘူးဘလောက်ပဲမီးရှို့ရေဆိုနေမယ်ဆိုရင်အဲ့ဒီထင်းတုံးဟာလောင်မြိုက်နိုင်မှာမဟုတ်ဘူးအဲ့လိုပဲလူသားတွေရောတရားတွေဟာအကုသိုလ်တွေနဲ့စွတ်နေမယ်ဆိုရင်အဲ့ဒီအကုသိုလ်တွေဟာ6တွေ့သွားနိုင်ပါမလားဆိုရင်6တွေ့မသွားနိုင်ဘူးအကုသိုလ်တွေစွတ်နေတဲ့အတွက်ကြောင့်ကုသိုလ်ကံတွေအကုသိုလ်ကံတွေဇက်တိုက်ပြုလုပ်ကြလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကဘဝတန်ត្រာကထွက်မြောက်ဖို့ဆိုရင်အကျိုးတရားကိုလည်းပဲပယ်ရမှာမဟုတ်ဘူးကံကိုလည်းပဲပယ်ရမှာမဟုတ်ဘူးကိလေသာကိုပယ်ရမှာဖြစ်တယ်ဘာကိုပယ်ရမှာလဲဆိုရင်ကိလေသာပယ်ရမယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိလေသာတွေနည်းနိုင်သမျှနည်းအောင်အဲ့ဘဝတန်ត្រာကျင်လည်ခဲ့တယ်ဆိုတာကလည်းပဲအလွန်မတန်ရှည်ကြာတဲ့ဘဝတန်ត្រာကိုဖြတ်သန်းလာခဲ့ကြရတယ်အဲ့ဥပမာနိုင်ရမယ်ဆိုရင်ဦးဇနုတွေဟာမိဖို့ကြောင့်ကလက်နှီးသုံးတယ်မတူဘူးလားဆိုရင်တူတာပဲနေ့စဉ်မိဖို့ကြောင့်ကလက်နှီးစုပ်ဟာဟိုဟာပေလဲတုံးလိုက်ဒီဟာပေလဲတုံးလိုက်ဆိုအဲ့လိုတုံးနေရင်အဲ့ဒီလုခုစုပ်ဟာအဝတ်ဟာဖြူစင်နိုင်မှာမလားဆိုရင်မဖြူစင်နိုင်ဘူးဘလောက်ပဲရှောရှောပြီးလဲပြန်တုံးမှာပဲအဲ့တော့ရှော်လိုက်တုံးလိုက်ဖြစ်နေမယ်ဆိုရင်အဲ့ဒီလုခုစုပ်ဟာဘယ်တော့မှဖြူစင်နိုင်မှာမဟုတ်တယ်လို့ပဲကိုယ့်ရဲ့ဘဝအသက်ရှင်မှုမှာလည်းပဲမိုးလင်းကမိုးချုပ်လောဘအကုသိုလ်တွေဒေါသအကုသိုလ်တွေထပ်ပြီးတော့ထဲ့နေမယ်ဆိုရင်ဘဝအစင်ကြင်နိုင်မှာမလားဆိုရင်မစင်ကြင်နိုင်ဘူးမစင်ကြင်နိုင်ဘူးဆိုရင်ဘဝတန်ត្រာမှာကျင်လည်နေရအောင်ပါပဲလူဖြစ်မယ်နတ်ဖြစ်မယ်ကံကောင်းကံဆိုရင်ကံကြောင်းမလာရင်ငရဲဖြစ်မယ်တိရစ္ဆာန်ဖြစ်မယ်ပြိတ္တာဖြစ်မယ်အစသည်ပဲမကောင်းတဲ့ဘဝတွေလည်းပဲမရောက်နိုင်ဘူးလားဆိုရင်ရောက်နေမှာပဲဒါကြောင့်မြတ်စွာဘုရားရှင်ကပညာလက်နဲ့ဆွဲကင်ပြီးတော့မိမိရဲ့စိတ်တန်တန်မှာအကုသိုလ်တရားတွေဝင်မလာအောင်တိုက်ထုတ်ပြရမှာဖြစ်တယ်အဲ့ဒါလိုတိုက်ထုတ်အောင်လည်းပြီးသလားဆိုရင်မပြီးသေးပါဘူးတဲ့မိမိရနေတဲ့ပညာအစင်တန်းကိုထိမ့်သိမ်းထားမှသာလေ
အောင်မြင်မှုကိုရမှာဖြစ်တယ်လာဆိုပါစို့လာရှင်ဘုရင်တယောက်ဟာသူ့ရဲ့စန့်ကျင်ဘက်လာရန်သူတွေကိုတိုက်ခိုက်ပြီးတော့သူအောင်မြင်တဲ့နေရာမှာနေရာချပြီးမနေဘူးဆိုရင်ရန်သူတွေကပြန်ပြီးတော့သိမ်းယူသွားမှာပဲအဲ့လိုပဲလာမိမိတို့တွေလည်းပဲဝိပဿနာတရားကြိုးစားအားထုတ်လို့လာအစင်တန်းတစ်ခုရလာတဲ့အခါမှာသမာဓိတွေတည်ကြည်လာတယ်ဝိပဿနာပညာတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့သမာဓိတွေပညာတွေကိုထိမ့်သိမ်းထားမှသာလေအစင်တန်းပြင်လာမှာဖြစ်တယ်ထိမ့်သိမ်းမထားပဲနဲ့တရားအထုတ်ခြင်းတရားအထုတ်လိုက်တရားအထုတ်လို့ပြင်းပြီဆိုရင်အပျော်ပါနောက်လိုက်ဆိုရင်အဲ့ဒီပညာတရားခိုင်မြဲပါမလားဆိုရင်မခိုင်မြဲဘူးဒါကြောင့်မြတ်စွာဘုရားရှင်ကမိမိရထားတဲ့ပညာအစင်တန်းအောင်မြင်မှုအစင်တန်းကိုလည်းပဲထိမ့်သိမ်းဖို့လိုအပ်တယ်အဲ့တော့၄ချက်ပုံလေးနံပါတ်1ကမိမိရဲ့ရုပ်ခန္ဓာဟာမြေအိုးလိုပဲအချိန်မရွေးပျက်စီးသွားနိုင်တယ်အဲ့ဒါလိုစင်ကြင်ရှုမှတ်ပေးရမှာဖြစ်တယ်မိမိရဲ့စိတ်ခန္ဓာကိုလည်းပဲမြို့တွေရွာတွေလိုမိမိရဲ့အိမ်လိုပေါ့လေကိုယ့်ရဲ့အိမ်မှာလည်းပဲဒုက္ခမထားဘူးဆိုရင်တခိုးတွေလူဆိုးတွေကဝင်ပြီးတော့လူနာယူမသွားဘူးလားဆိုရင်ယူသွားမယ်အိမ်မော်တက်ပြီးတော့ကိုယ်ဒုက္ခပေးသွားနိုင်တယ်တေးသေးချာချာကိုယ့်ရဲ့အိမ်ကိုတတိနဲ့တောခတ်ပြီးတော့တေးသေးချာချာလုံးလုံးကြုံကြုံထားမယ်ဆိုရင်ရန်သူတွေခိုးသူတွေဝင်ရောက်မလာနိုင်တယ်လို့ပဲမိမိရဲ့စိတ်ကိုလည်းပဲတတိတကားနဲ့လုံးလုံးကြုံကြုံအကုသိုလ်တွေဝင်မလာအောင်လုံးလုံးကြုံကြုံစောင့်ကြည့်ပြီးတော့ထားမှာဖြစ်တယ်အဲ့လိုထားလို့အကြောင်းမသိလို့ကိလေသာတွေဖြစ်လာပြီဆိုလည်းပဲအဲ့ဒီကိလေသာကိုပညာလက်နဲ့ဝိပဿနာပညာတွေမဲ့ပညာတွေဖို့ပညာတွေနဲ့စွန့်နိုင်သမျှအစစ်မပြတ်တိုက်ထုတ်ပြရမယ်အဲ့လိုတိုက်ထုတ်ပြလို့ရလာတဲ့အောင်မြင်မှုတွေကိုလည်းပဲစွန့်နိုင်တဲ့လောက်ထိမ့်သိမ်းစောင့်ရှောက်ထားမှာဖြစ်တယ်ဒါကြောင့်ဆိုလိုက်ပါဦးအောင်မြင်ပြီးမြောက်စွန့်တဲ့လောက်စောင့်ရှောက်နိုင်ရမည်အောင်မြင်ပြီးမြောက်စွန့်တဲ့လောက်စောင့်ရှောက်နိုင်ရမည်မြေဥပမာရုပ်ခန္ဓာမှန်စွာရှုရမည်မြေဥပမာရုပ်ခန္ဓာမှန်စွာရှုရမည်မြို့ရွာပမာနာမ်ခန္ဓာမှန်စွာထားရမည်မြို့ရွာပမာနာမ်ခန္ဓာမှန်စွာထားရမည်ပညာလက်နဲ့ဆွဲကင်လျက်မပြတ်တိုက်ရမည်ပညာလက်နဲ့ဆွဲကင်လျက်မပြတ်တိုက်ရမည်အောင်မြင်ပြီးမြောက်စွန့်သလောက်စောင့်ရှောက်နိုင်ရမည်အောင်မြင်ပြီးမြောက်စွန့်သလောက်စောင့်ရှောက်နိုင်ရမည်ဒါကြောင့်မြတ်စွာဘုရားအခဏမှာတုံမှာဟောတယ်မိမိတို့တွေဟာဘုရားဆက်ဘုရားမှန်ပွင့်တဲ့အချိန်ကာလလို့ခေါ်တဲ့ຢာခဲ့တဲ့အခွင့်ကိုလည်းပဲရှားနေတယ်မြတ်စွာဘုရားဟောတဲ့တရားဆက်တရားမှန်တွေလည်းပဲနာကြားခွင့်ကျင့်သုံးခွင့်ရပြီးတော့နာကြားနိုင်ကျင့်သုံးနိုင်တဲ့အသိဉာဏ်ပညာနဲ့လည်းပဲပြည့်စုံတဲ့သမာဓိအယူရှိတဲ့ပုဂ္ဂိုလ်များလည်းဖြစ်တယ်အဲ့ဒီလိုမျိုးအခွင့်ကောင်းကိုရတဲ့အခါမှာဒါနကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကြိုးစားအားထုတ်ခြင်းဟာအခွင့်ကောင်းမှာကြိုးစားအားထုတ်ရရောက်ပါလေဒါကြောင့်မိမိတို့တွေကမြတ်စွာဘုရားရှင်အခဏသုံးမှာဟောတဲ့အခွင့်ကောင်းမှာကြိုးစားရှာဆိုတဲ့တရားကိုနာကြားပြီးတော့နိဗ္ဗာန်ရောက်ကြောင်းဖြစ်သောဒါနသီလဘာဝနာသူတော်ကောင်းတရားတွေကိုကြိုးစားပွားများအားထုတ်ဖြစ်ကျင့်ကြပြီးတော့နိဗ္ဗာန်ချမ်းသာကိုလွယ်ကူလင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြသောဘ
ရိသတ်ပေါင်းတော်ကောင်းတို့ဖြစ်ကြပါစေကုန်သတည်း